Good morning ပါမနေ့ကရုံးလေသေးလေးတွေလက်လို့အခုရုံးလေသေးကြော်မလို့မဲတိုင်းဟင်းလေးကကြက်ပြီးသားဆိုတော့ရုံးလေသေးလေးကြော်လိုက်ပြီးတော့ဒါပဲကွယ်တစ်ခွက်စားမယ်ဟင်းနေစုံနေအောင်တော့မချက်တော့သွားစီရလေးရှိသေးတယ်ဒါလေးကရင့်နေတော့ရုံးလေသေးရောလေငပိလေးနဲ့ကြော်မယ်ငရုတ်သေးလေးနဲ့တစောင်းလေးတွေလှီးမယ်ကြက်ရုံလေးပဲကြော်မှာတိတ်ကြကြော်လိုက်ချွဲသွားတယ်ဟဲ့ဒါကြီးလည်းရင့်နေတော့ပီစီလေးနဲ့ရင့်တာဘယ်လိုဖြစ်တာတော့ငယ်ငယ်လေးတွေကလည်းရုံးလေးသေးကြော်ကြိုက်တယ်ပေါ့mushroom powder နည်းနည်းမူးမယ်နော်ကဲချရနေမှာဒီလေးနှံ့တယ်နော်ဒီခါဝါလာပါပြီno filter မနေ့ကအကြံမဲတာဟင်ဒါအခုလေးနေကြော်ရုံးလေးလေးကြော်ဒါမနေ့ကပန်းခေါ်လေး